ကျွန်တော်ရဲ့ဗီဒီယိုကြည့်ပြီးတော့မှကျွန်တော်ကိုအမြဲတမ်းချစ်ခင်စွာနဲ့ like ပေးတယ်အသေးတွေပေးတယ်ပြီးတော့ comment တွေရေးတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအစနဲ့အဆုံးထိကြည့်ပြီးတော့မှစိတ်ထဲကနေပီတိဖြစ်နေတဲ့သူတွေရှိမယ်ပြီးတော့မကြည့်ချင်တဲ့သူတွေလည်းရှိကြမှာပေါ့နော်ဘယ်လိုပဲဖြစ်နေပါစေကျွန်တော်ရဲ့ post ကိုမြင်ပြီးတော့မှကြည့်ပေးကြတဲ့လူတွေအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်เนาะဒီကနေဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ရဲ့အကြောင်းလည်းမပြောရသေးဘူးပေါ့နော်သိစေချင်တယ်ကျွန်တော်သူများလိုမျိုးသူရှိုးဝဲထားတာတော့ဘာလို့မရှိချင်ဘူးအဲ့လိုမျိုးစိတ်လည်းမရှိဘူးကျွန်တော်ကမွေးဖခင်မိခင်တွေကိုမမြင်ဘူးတဲ့ဒီလောကကြီးတဲ့ကိုစရောက်လာကြတဲ့ကနေမွေးဖခင်မိခင်ကိုမမြင်ဘူးတဲ့လူသားတစ်ယောက်ပါပြီးတော့မွေးချင်း9ယောက်ထဲမှာကျွန်တော်အငယ်ဆုံးဖြစ်တယ်ဆိုရင်မဲ့ကျွန်တော်ရဲ့ပေါ်ကအမတွေအကိုတွေလည်းတစ်ယောက်မှမရှိကြတော့ပါဘူးဒီလောကကြီးမှာပေါ့နော်မြင်ကိုမမြင်ဘူးတာကြားဘူးတာပဲရှိတယ်ကြားဘူးတာတော့မှအခုတင်ကြိုင်ကုန်းပဲရှိတော့တယ်အဲ့ဒီတင်ကြိုင်ကုန်းပဲမြင်ဘူးတာအခုကျွန်တော်မိဘမဲ့အနေနဲ့ရှိနေတယ်ဆိုပေမဲ့ကျွန်တော်မွေးစားခဲ့တဲ့လှသားအရွယ်လောက်ကလေးကနေမွေးစားခဲ့တဲ့ကျွန်တော်အဖေတယောက်တော့ရှိတာပေါ့နော်အဲ့လိုပါလို့အဲ့အကြောင်းမလို့ကျွန်တော်ကစိတ်ထဲမှာရှိတဲ့အတိုင်းကိုပြောတယ်ပြီးတော့စိတ်ထဲကရှိတဲ့အတိုင်းပဲတခြားလူတွေကိုလည်းဖြောဖြေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကြည့်ပြီးတော့မအားပေးကြတဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်ကျွန်တော်ရဲ့လူချင်းမင်းတို့ကျွန်တော်ရဲ့ချစ်ခင်ရတဲ့လူတွေအားလုံးကိုကျွန်တော်ကျေးဇူးတင်တယ်လို့အဲ့ဒါကြောင့်ထပ်ခါကျွန်တော်ကျေးဇူးတင်ရခြင်းဖြစ်ပါတယ်လို့ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီအကောက်ကဒီအခုတုံးနေတဲ့ဒီတက်တော့အကောက်ကဂျပန်ရီဂျာကောက်ဖွင့်ပြီးတော့မှစော့နေတဲ့အကောက်ဖြစ်တယ်ပြီးတော့ငွေတွေတိစောက်ဖို့အတွက် content monetization ရဖို့အတွက်ကျွန်တော်စူးစမ်းနေတဲ့အကောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် follow ပေးကြတဲ့သူတွေကျွန်တော်အသေးပေးကြတဲ့သူတွေကျွန်တော်အစနဲ့အဆုံးထိကြည့်ပေးတယ် comment ပေးတယ်အဲ့ဒီလူတွေအကုန်လုံးကျွန်တော်ကျေးဇူးရှင်တရားအနေနဲ့သတ်မှတ်ထားတာပါလို့ကျွန်တော် comment တွေပေးတယ်အသေးတွေပေးကြတဲ့လူတွေအကုန်လုံးနှီးပေါက်လဲကျွန်တော်တွားပြီးတော့မှ comment တွေရေးထားပြီးသားဘာလို့လဲဆိုရင်တရားနဲ့တရားအပြန်လန်လေးစားမှုထားတဲ့အနေနဲ့ပေါ့နော်အဲ့အကြောင်းမလို့ကျွန်တော်ချစ်ခင်စွာနဲ့ကြည်ပေးကြတဲ့ချစ်ခင်စိတ်နဲ့ကြည်ပေးကြတဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်ကျွန်တော်ရဲ့လူချင်းမျိုးတို့အားလုံးကျွန်တော်လုံးဝစိတ်ထဲကနေလုံးဝကျေးဇူးတင်ပါတယ်လို့ပြောပြချင်တာပါเนาะကျွန်တော်ကမိပါမယ်ဆိုရင်မဲ့အမြဲတမ်းငါမိပါမယ်ကွာငါကတကောင်ကျွတ်သမားပါစိတ်မကောင်းစွာနဲ့ဒီလိုပဲနေမယ်ဆိုတဲ့အမျိုးဘယ်တော့မှမရှိစေချင်ဘူးဘာလို့လဲဆိုလို့ရှိရင်လောကကြီးထဲမှာစရောက်လာကြတဲ့ကနေဒီဝှချွေးကတော့ကြည်အောင်စက်မယ်ပြီးတော့တတ်နိုင်ဆုံးကိုယ့်ဟာကိုယ်ပြောင်းအောင်နေမယ်ကိုရှိနေခြင်းကတခြားလူတွေအတွက်အနောက်ရှက်မဖြစ်အောင်ကိုရှိနေခြင်းကတခြားလူတွေအတွက်အသုံးဝင်အောင်ဆိုပြီးတော့မှအမြဲတမ်းစူးစမ်းပြီးရှင်တန်ရောင်းကန်လှုပ်ရှားနေတဲ့လူသားတစ်ယောက်ပါဆိုတာကိုလည်းသိစေချင်တယ်ပေါ့နော်ဘယ်လောက်ပဲကောင်းစူးစမ်းပြီးနေမနာလိုတဲ့သူဟုတ်လားတဘောမကြတဲ့သူကိုယ်မကြည့်ချင်တဲ့သူမုန်းတဲ့သူတွေကတော့ပလိန်းနေကြတာကြီးပဲကျွန်တော်ဆိုတခိုးလို့လဲဆွဆွဲခံဘူးတာလည်းရှိတယ်ယော်ခဲ့ဘူးတယ်ပြီးတော့သူများရဲ့မိန်းမနဲ့ရှုပ်တယ်အိမ်တောင်ရှိတဲ့သူတွေเนาะကျွန်တော်ကအခုချိန်ထိလူပြိုပါလို့ကြော်ညာအောင်မယ်เนาะအိမ်တောင်ရှိတဲ့သူကလေးအမေအသက်တောင်ကျွန်တော်တက်တောင်များအများကြီးအသက်ကြီးသေးတယ်ပြီးတော့သူတို့ချမ်းသာလာလည်းမဟုတ်ပဲနဲ့သူများရဲ့မိန်းမနဲ့ရှုပ်တယ်ပွေတယ်ဆိုပြီးတော့မှပြောခံရတာလည်းရှိသေးတယ်ကျွန်တော်အကြောင်းကိုသိတဲ့သူတွေကကျွန်တော်နဲ့စုံဘူးတဲ့သူတွေကျွန်တော်နဲ့စကားတွေပြောကြည့်ဘူးတဲ့သူတွေကတော့သိကြမှာကြီးပဲအဲအကြောင်းလို့ဘယ်လိုပဲဖြစ်နေပါစေဘယ်လိုလောကဒဏ်တွေလာပါစေကိုယ့်ရဲ့ခန္ဓာကိုလှုပ်ရှားနိုင်တဲ့ရွေးကတော့အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်စူးစမ်းပြီးတော့မှရှင်သန်မယ်ဆိုတဲ့စိတ်နဲ့အားသိနေတဲ့လူသားတစ်ယောက်ပါလို့ကျွန်တော်အားပေးနေကြတဲ့လူတွေအကုန်လုံးအရောက်တိုင်းကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ